မူပုံမူနီးလေးနဲ့တဲ့မူသလိုလိုညင်းနေတဲ့အချက်လေးတို့ပြပေးပါလားတဲ့ဒီနှစ်ခုကလေတူသလိုလိုနဲ့တိတ်တော့မတူဘူးပေါ့နော်ဥမာမူရာကြတော့မိန်းကလေးတွေဘက်ကစဉ်းစားတာမျိုးတိတ်မသေးကြတာမျိုးတွေးနေတာမျိုးပေါ့နော်တခါတလေကြာရင်လည်းအမူလုံးပြီးတော့မိန်းကလေးနောက်နာရသွားတာမျိုးလေးလည်းရှိတတ်တယ်ဥပမာအနေနဲ့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဗာလဲစဉ်းစားကြည့်အောင်မယ်တို့အချစ်ကဘယ်လောက်ထိတောင်မှငါ့ဘောချစ်ပေးနိုင်လဲစောင့်ကြည့်အောင်မယ်တို့အဲ့ဒါမျိုးကြတော့လုံးဝညင်းလိုက်တာလည်းမဟုတ်ဘူးတေးကြတယ်ငါဘေးနားမှာရှိပြီနေရတော့ငါ့ကိုချစ်ရမယ်ငါတော့စဉ်းစားမယ်အဲ့လိုအကွက်မျိုးကမူတာပေါ့နော်နောက်တစ်မျိုးကကြတော့မူပုံမူနီးနဲ့ညင်းတာကြတော့မူတလူလူနဲ့ညင်းတာကြတော့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်လေစင်ကြစ်ပေးတာစင်ကြစ်တိုင်းကညင်းတာပဲဥမာအမားတို့ခေတ်တုန်းကတော့မှစဉ်းစားတာမျိုးရှိကောင်းရှိမယ်ဟိုးရင်3နှစ်3မှုဆိုတာတော့အမားတော့မသိလိုက်ဘူးပေါ့နော်အမားတို့ခေတ်တုန်းကတော့စဉ်းစားတာရှိကောင်းရှိမယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်တိတ်မစဉ်းစားတော့ဘူးမင်းကလေးတွေတကယ်ချစ်တာမှန်ရင်မစဉ်းစားဘူးအခုရီစာစကားပြောအခုအဖြေတောင်းရင်အခုပေးလိုက်တာပဲဒါကစဉ်းစားနေတယ်ဆိုကြတဲ့ကတော့ဟိုညင်းတဲ့တစ်မျိုးပဲစင်ကြယ်ပေးနေတယ်ဆိုလို့ရှိရင်လည်းဒါညင်းတာတစ်မျိုးပဲပေါ့နော်ဆိုတော့ဒီနှစ်ခုကကွဲတယ်နောက်တစ်ခုကျတော့ထင်သာမြင်သာအောင်ပြောမှဆိုလို့ရှိရင် play game လေးတွေပေါ့ play game လေးဆိုလို့ရှိရင်မူတာပြီးတော့မူတယ်လို့ညင်းတာအဲ့ဒါတွေကလည်းဟို play game တွေမှာလောက်တဲ့အကွက်တွေပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့တေးကြတယ်ဟိုကို့အနေနဲ့ယောက်ျားလေးတွေကလည်းအရန်ပနှက်သွားပြီပေါ့နော်ဟိုတေးကြတဲ့ငှက်ကောင်မှပြစ်တယ်လို့မျိုးပဲတေးကြတဲ့အဖြေရနိုင်ချေရှိမှာပဲရီးစားစကားပြောတော့ဆိုတော့ဒါကနှုတ်နှစ်ဖက်မှာတိတာစရာတွေထင်ရှားစရာတွေကဟိုအများကြီးပဲတိတာနိုင်တဲ့အရက်တွေဒါသူကောင်းမူးနေရလားဒါမှမဟုတ် play နေရလားဆိုတာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်သိစေချင်တယ်ဆိုတော့ဟိုမူတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းမူချင်းအောင်ဆောင်ပြီးတော့ညင်းနေတာပဲဖြစ်ဖြစ်ကို့အနေနဲ့ကတေချာခြင်းနဲ့ဆိုလို့ရှိရင်တေချာတဲ့အဖြေကိုယ့်ဘက်ကခိုင်မာတဲ့အဖြေရမှာပဲအဲ့လိုအဖြေရမှုတေချာပြီဆိုမှပဲရှေ့ဆက်ဖို့ပဲအမအကြံပေးကြပါတယ်ကဲအဆင်ပြေကြပါစေကဲသိပြီလား